သောသုလကာမဝိပင်ကသုတ္တံတရားဒေသနာတော်များ၌သာပင်ညုမြတ်စွာဘုရားသခင်သည်ပတ္တဝါတော်ဤရုပ်ရည်အစဉ်လှပါတည်နေခြင်းကိုဖြစ်စေရသောကံပတ္တဝါတော်ဤရုပ်ရည်အစဉ်မလှပါမတည်နေခြင်းအယုအစဉ်ဆိုဝါခြင်းကိုဖြစ်စေရသောကံတို့ကိုအဘယ်သို့လင်ဝေဖန်ခွဲခြား၍ဟောပြတော်မူခဲ့ပါသနည်းငါရှင်ဘုသုလကာမဝိပင်ကသုတ္တံဒေသနာတော်များ၌သဗ္ဗညုမြတ်စွာဘုရားသည်ဣဒမန္တဝါဧကိသောဧကိဝါပုရိသောဝါကောရဏောတိဥပါယသဘဟုလောအစရှိသည်ဖြင့်သူဘာလူလင်းဤလောက၌အချို့သောယောနိသောမနတိကာကမရှိကြသောမိန်းမယောက်ျားသည်အမျက်ထွက်လေရှိပါပေသည်သူတစ်ပါးတို့အားပူပန်အောင်နှိမ့်သက်လေရှိပါပေသည်အနည်းငယ်များသူတစ်ပါးတို့ကပြောသည်ကိုပင်ရံဘုံမိကြပမာဏကဲ့သို့လွန်စွာအမျက်ထွက်လေရှိပါပေသည်အမျက်ထွက်ခြင်းပြင်းမာခြင်းမနှစ်သက်ခြင်းကိုထင်းစွာပြုတတ်ပါပေသည်သူဘလူလည်းဤစွာပြီးတော့အမျက်ကြီးသောပုဂ္ဂိုလ်သည်ထိုအမျက်ကြီးမှုသောအကုသိုလ်ဒုစရိုက်ကံကြောင့်သုတိပြကျွေးသေးလုံးသည်မှနောက်ကာလဝယ်မရေဘုံတို့ကြာရောက်ရပါသည်အကယ်၍အပရာပရိယကုသိုလ်ကံထောက်မှသဖြင့်မရေဘုံတို့မကြရောက်ပဲလူပြည်လောက၌ပฏิသန္ဓေတည်နေရစေကမူထိုပုဂ္ဂိုလ်သည်ထိုဘဝကစီးပူးခဲ့သောအမျက်ထွက်ခြင်းအမျက်ကြီးခြင်းသည်ဟူသောအကုသိုလ်ကံကြောင့်အယုဝဆင်းမလှပခြင်းဖြစ်ရပါသည်သူဘလူလည်းအမျက်ထွက်ခြင်းသည်ကအယုဝဆင်းမလှပခြင်းကိုဖြစ်စေတတ်သည့်မကောင်းသောအကျင့်ပฏิပတ်ပါပေသည်သူဘလူလည်းသူဘတဝါဤလောက၌အချို့သောယောနိသောမနတိကာရနှင့်ပြည့်စုံသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်အမျက်ထွက်ခြင်းကင်းကြပါပေကုန်သည်ပူပန်ခြင်းကင်းကြပါပေကုန်သည်တပါးသောသူတို့ကများစွာပင်မခံနိုင်မွေရာပြည့်စကားပြောကြားကြပါတော်လိအမျက်ကိုသူသိပြီးခံလေးရှိကြပါပေသည်သူဘလူလည်းဤသို့အမျက်ဒေါသကိုပယ်ရှား၍ဒီခံခြင်းခန္တီတရားကိုပွားများသောမျိုးကောင်းသားမျိုးကောင်းသမီးသည်သုတိပြကျွေသေးလွန်သည်မှနောက်ကာလဝယ်ကောင်းသောသူတို့ဤလာရနတ်ရွာသူဂတိသို့ရောက်ရပါသည်အကယ်၍လူပြည်လောကဝယ်တပံဘဝပฏิသန္ဓေတည်နေပြန်လင်လိသို့သူပြီးခံခြင်းတည်းဟူသောကောင်းမှုကုသိုလ်ကံဤအာနုဘောကြောင့်သူမတူတန်တင့်တယ်လှပါသောအစဉ်နှင့်ပြုလုပ်ရပါပေသည်သူဘာလူလည်းမမျက်မထွက်သီးခံခြင်းတည်းဟူသောကောင်းမှုကုသိုလ်တရားတွေကရုပ်ရည်အစဉ်လှပါခြင်းကိုဖြစ်စေတတ်သည်ကောင်းမြတ်သောအကျင့်ပฏิပတ်ဖြစ်ပါပေသည်ဟုသာဝေညုမြတ်စွာဘုရားသည်သံတဝါတို့၏ရုပ်ရည်အစဉ်တင့်တယ်လှပါခြင်းကိုဖြစ်စေတတ်သောကုသိုလ်ကံသံတဝါတို့၏ရုပ်ရည်အစဉ်မလှပခြင်းကိုဖြစ်စေတတ်သောအကုသိုလ်ကံဤနှစ်တန်းတို့ကိုဝေဘံခွေရာဟောကြားတော်မူအပ်ပါသည်အရှင်ဘုရား